အခုဆိုရင်မပြေးတာ2လကျော်ပြီပေါ့ယူမမှာတော့ပွဲကနေပြီးတော့အခုပြီးခဲ့တဲ့တနင်္ဂနွေနေ့နေ့ထိဆိုလို့ရှိရင်ကျွန်တော်မပြေးတာ2လကျော်ခဲ့ပြီမပြေးရလေပြေးချင်နေပဲတခါတလေကိုယ့်ရဲ့ဗီဒီယိုအဟောင်းတွေပြန်ကြည့်ပြီးချင်းမိုင်ပွဲပကံပွဲ vlog တွေပြန်ကြည့်ပြတယ်ဆိုလို့ရှိရင်ချက်ချင်းထားပြေးချင်တဲ့စိတ်တွေပါတယ်ဖြစ်တာပေါ့နော်အခုတော်တော်ဘာမှမရိုက်ဖြစ်ဘူးဒီလက်ပြင်ကြောင်းမို့တို့လိုဖြစ်သွားပြီးတော့ဂျင်ခဏနားထားတာနေပြီးတော့တကြံပိတ်ရဲနေပါနဲ့ညာနဲ့အကြောင်းပြလဲပါတာပေါ့ဒီလကုန်တော့ပြန်စောဖြစ်မယ်လို့ထင်ပါတယ်ဒီလိုပါပဲဗလန်လုပ်ထားတာတွေကလည်းအမြဲတမ်းဘယ်အဆင်ပြေနိုင်မှာမလဲတချို့ကတော့ထင်လိမ့်မယ်ဗျာကျွန်တော် content တွေက motivate မဖြစ်စေဘူးလို့ထင်လိမ့်မယ်ဘာလို့လဲဆိုတော့တစ်ချိန်လုံးကျွန်တော်ဒီ injury အကြောင်းပဲပြောနေတယ်ဒီဒဏ်ရာကိုပဲတစ်ချိန်လုံးတွေးပြီးတော့ပူနေတယ်စိုးရိမ်နေတယ်ပေါ့ဒါပေမဲ့တကယ်တော့ဒါကျွန်တော်ရဲ့ reality ပဲဒီလိုပြောလို့ကျွန်တော် injury အခုမှဖြစ်ဘူးလားဆိုလို့ရှိရင်တော့မဟုတ်ဘူးတလက်စားတယ်ကျွန်တော်ဖြစ်ဘူးတဲ့ injury တွေအကြောင်းရယ်ကျွန်တော်ဘယ်လို recovery လုပ်ခဲ့လဲဘယ်လိုပြန်တက်တာသွားလဲဆိုတာတွေကိုကျွန်တော်ပြောပြမယ်ကျွန်တော်က2019 100 plus ပွဲမှာပထမဆုံးစပြေးတာဆိုတော့ကျွန်တော်2020 Yuma Marathon က February လလားမသိဘူးအဲ့ပွဲမှာကျွန်တော် register လုပ်တာမမီလိုက်ဘူးမမီလိုက်တော့ကျွန်တော်တော့မပြေးဖြစ်ဘူးပြည်သူ့ရင်မြင်ထဲမှာပဲတော့ပြေးဖြစ်တယ်ပြည်သူ့ရင်မြင်ထဲတော့ပြေးတဲ့အခါကျတော့အများတန်းမနက်ခင်းတိုင်းဟိုလမ်းလျှောက်တဲ့လူတွေလေ့ကျင့်ခန်းလုပ်တဲ့လူတွေပြေးတဲ့သူတွေပြည့်နေတဲ့နေရာပေါ့နော်အဲ့ဒီနေရာကလူရှင်းနေတယ်အကုန်လုံးYuma Marathon ပွဲသွားကြရထင်ပါတယ်လူရှင်းနေတော့ကျွန်တော်တယောက်တည်း900ဝိုင်းမှာပြေးလို့လည်းကောင်းတယ်ရာသီဥတုကလည်းကောင်းတယ်ဘယ်လောက်ပြေးခဲ့လဲဆိုတော့မမှတ်မိဘူးပုံမှန်ပြေးနေရချားထက်ပိုပြေးမိတာတော့မှတ်မိတယ်အဲဆိုတော့ပြန်ရောက်ပြီးနောက်တစ်ရက်မှာပဲကျွန်တော်ဒူးနေနာတယ် beginner runner တွေဖြစ်နေကြ runners knee ပေါ့နော်အဲ့တော့ကတော့ဘာဖြစ်တယ်ဆိုတာမသိဘူးဒူးနာနေတယ်ဆိုတာပဲသိတာအင်းကနေမနေ့ခင်းတိုင်းလမ်းလျှောက်နေကြပြေးနေကြဆိုတော့အဲ့နေ့ကိုလည်းကျွန်တော်ပြေးလိုက်တယ်ဒါပေမဲ့နောက်တစ်ရက်မှာတော့ဒူးနာတယ်မပြေးတော့ဘူးဆိုလမ်းနေပပရှောက်လိုက်တယ်နေ့ရက်သုံးရက်နားလိုက်ပြီးတော့ပြန်ပြောက်သွားတယ်ကျွန်တော်အဲ့တော့ body weight တိတ်မရှိတာလည်းပါမယ်ထင်တယ်ကျွန်တော် body weight ကအဲ့ဒီတုန်းက128 130လောက်ပဲရှိတယ်ဗျာဒါအခုတော့မှဟို body weight တက်နေတာပေါ့နော်ပိုဆိုးတာအခုဆိုလို့ရှိရင်အစားတောက်လည်းမစင်ကျင်ဘူးဘာ exercise မှမလုပ်ဘူးဘာလေ့ကျင့်မှမလုပ်ဆိုတော့အခုဒီလကုန် in body tax ပြန်လုပ်လိုက်မယ်ဆိုလို့ရှိရင် body fat တွေ body weight တွေကတက်နေလောက်ပြီနောက်တစ်ခုကကြတော့ကျွန်တော်ရှင်း splints ဖြစ်ဖူးတယ် beginner runner တွေတော်တော်များများလည်းဖြစ်လိဖြစ်တာရှိပါတယ်အတွေ့အကြုံရှိတဲ့အပြေးသမားတွေဆိုရင်တော့မှကိုယ့်ရဲ့ပုံမှန် training လုပ်ထက်ပို့ပြီးတော့လုံးမိလိုက်တာတွေဒီပြေးတဲ့ surface ကအရမ်းမာနေတဲ့အချိန်မှာဥပမာဆိုတော့ concrete မှာcarbon plate shoe နဲ့အရန် intensity ပြင်းပြေးမိတာတွေအခက်မသိလို့ရှိရင်ကိုယ်ကြံ့ခိုင်မှုလိုအပ်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့မျိုးတကြီးရိုးနေရာကနားတဲ့ဟာပေါ့နော်ဒါ shin splints ပေါ့ဆိုတော့အဲ့ shin splints ကဘယ်လိုဖြစ်လဲဘယ်လောက်ထိနာလဲဆိုရင်ကျွန်တော်ထိုင်ပြီးကြောချောမယ်ဆိုရင်အဲ့ဒီဘက်ကိုကျွန်တော်အားပြီးထိုင်လို့မရဘူးလက်နဲ့တော့ထိရင်တော့အဲ့ shin splints ကနားတယ်ကျွန်တော်အဲ့ဒီတော့ကကျွန်တော်လမ်းပေါ်မှာလုံးဝမပြေးဘူးမျက်ခင်းပေါ်မှာပဲပြေးနေပျောက်သွားတယ်ပြီးတော့ Achilles tendon နာဘူးတယ်ဖနှောင်းအပေါ်ကအယွတ်လေးပေါ့နော်အဲ့ဒီတော့ဆိုရင်လမ်းတောင်ရှောက်လို့မရဘူးလမ်းလျှောက်ရင်တော့နားတယ်ဒီပြေးအားကစားကိုတကယ်ဝါသနာပါတဲ့အားကစားကိုနဲ့အကိုက်ညီတဲ့အားကစားဆိုတာကိုရှာတွေ့ပြီးတော့မှငါဒါဟိုပြန်လုံနိုင်ပါမလားဆိုပြီးတော့စိတ်သက်တောင်ကြဘူးတယ်ကျွန်တော်အဲ့ဒီရက်ပိုင်းနေဆိုလို့ရှိရင်အဲ့ရတယ်မှာမှောက် Achilles ကျတော့ဘလို့တက်တာသွားလဲဆိုရင်ကျွန်တော်စားရည်နေစိတ်နေကျွန်တော်စားချက်တော့လေးတစ်ခါကိုယ့်ဘာသာကိုမလုပ်တဲ့လုပ်တဲ့နဲ့လုပ်လိုက်တယ်ရက်တော်ကြာပဲနားလိုက်ရတယ်အဲ့တော့ကျွန်တော်ပတ်လောက်နားရတယ်ထင်တယ်နောက်တစ်ခုကကျတော့ကျွန်တော်မှတ်မိတယ်ပထမတစ်ရက်ကိုကျွန်တော် speed play လုပ်တယ်နောက်တစ်ရက်မှာကျွန်တော် time key ကို push လုပ်တယ်ပေါ့နော်အဲ့တော့ time key PB လည်းရခဲ့တယ်နှစ်ရက်စတိုက်ကိုကျွန်တော်ဟို over push လုပ်မိသွားလို့ဖြစ်သွားတာပေါ့နော်အဲ့ဒါကအဲ့မှာဘာ injury ရလဲဆိုတော့ဘယ်ဘက်ပေါင်ကျန်မှာအကျိတ်လိုမျိုးဖြစ်လာတာဗျာအဲ့လိုအလုံးဖောင်းလာပေါ့နော်လေခိုးသလိုထောင်းနေထိုင်ထားအလုပ်ရှားပေါ့နော် joint နေရာမျိုးဖြစ်နေတဲ့ခါကျတော့လမ်းလဲကောင်းရှောက်ရတာအဆင်မပြေဘူးနားနဲ့ဘာလို့မှလည်းမသိဘူးအဲ့တော့စာဖတ်ကြည့်တော့ groin strain ဖြစ်တယ်လို့ထင်တယ်နောက်တစ်ရက်လောက်နေမှာရေခဲကက်ကြည့်မယ်ဆိုပြီးတော့ရေခဲကက်ကြည့်တော့မှဖြည်းဖြည်းချင်းတက်တာသွားတယ်အဲ့ဒါလည်း3ရက်လောက်နားလိုက်ရတယ်အဲ့ဒီချိန်တွေကဒီ injury ကြောင့်တော့နည်းနည်းသဘောပေါက်ပါတယ်တကယ်နားလာပြီး injury ဖြစ်လာပြီဆိုလို့ရှိရင် rest လုပ်ဖို့ကိုဂရုမစိုက်ပဲနေလို့မရဘူးပေါ့နော်နားတင်းတဲ့အချိန်မှာနားရမယ်ပေါ့
ဒီနောက်ဆုံးတစ်ခုကတော့အခုဖြစ်နေတဲ့ဒီ hamstring injury ပေါ့နော်ဖြစ်ကစားမှာနားလိုက်မယ်ဆိုလို့ရှိရင်ဒီလောက်ကြာမယ်လို့လည်းမထင်ပါဘူးဒီလောက်ကြာမယ်လို့မထင်ဘူးဟိုကိုကလည်းပေါ့မိတာလည်းပါတယ်လို့ပွဲပြေးကျင်တာလည်းပါတယ်အဲ့တော့အဲ့ဒီအမားကလည်းဒါသင်ခန်းစာယူရမယ်ဟာတစ်ခုပဲပေါ့နော်တကယ်လို့များနောက်ထပ်မတော်တဆ injury တွေရခဲ့မယ်ဆိုလို့ရှိရင်တချို့ injury တွေက training လုပ်ရင်းနဲ့ဟို recover ယူလို့ရတယ်လို့တချို့ injury တွေက rest လုပ်တင်လုပ်ရမယ်ဆိုတဲ့ဟာတော့သင်ခန်းစာရတာပေါ့နောက်ပြီးတော့အခုလက်ရှိဒါ2လဆိုတဲ့အချိန်မှာကျွန်တော် injury update ကိုလည်းကျွန်တော်တစ်ခါလေးပြောပြခြင်းလို့ပါကျွန်တော်အခု injury ကမနာတော့ဘူးနာကျင်မှုမရှိတော့ဘူးနောက်ပြီးတော့အခုက recovery လုပ်နေရတဲ့အချိန်မဟုတ်တော့ဘူးဒီကျွန်တော်ရဲ့ဒီ injury နေရာကို strength training လေးပြန်လုပ်ရင်းနဲ့ပြန်ပြီးတော့ဒီဆောက်ရတဲ့အချိန်တော့ရောက်နေပါပြီကျွန်တော်ရှေ့ရက်မှာကျွန်တော်နေပါလမ်းလျှောက်ကြည့်တယ်ကျွန်တော်လေ့ကျင့်ခန်းနည်းနည်းပြန်စားလုပ်တယ်လာကုန်တော့မဟုတ်နောက်လာကုန်ကြရင်ပြန်ပြေးနိုင်မယ်လို့တော့ထင်တယ်နောက်တစ်ခုကကျတော့ဒီကြားထဲမှာကျွန်တော်တစ်ခုလုပ်လိုက်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော် A6 ရဲ့ meter time trials 2026ဒီဘန်ကောက်မှာလုပ်မဲ့ပွဲကိုတန်းကီပွဲပေါ့နော်တန်းကီပွဲကိုကျွန်တော် register လုပ်လိုက်တယ်အဲ့ဒီပွဲကကျတော့ဘန်ကောက်မှာ8လပိုင်း16ရက်နေ့လုံးမှာသူတို့ရဲ့9ချိန်မြောက်လုပ်တဲ့ပွဲပေါ့နော်ရှေ့နှစ်တင်မှာကျွန်တော်တို့အပြေးသမားမိတ်ဆွေတွေပြေးဘူးတာကျွန်တော်တွေ့ရတယ်ဒီပွဲက World Athletics ရဲ့ဟို road race level ပေါ့နော်entry level ပါအဲ့ level လေးတက်ထားတာတွေ့တယ်World Athletics level တွေအကြောင်းကိုကျွန်တော် Facebook မှာ post လေးတင်ပြီးတော့အခြေခံလေးပြောပြထားရှိပါတယ်အကယ်၍သိချင်တယ်ဆိုလို့ရှိရင်တွားကြည့်လို့ရပါတယ်ဟိုအခုမပြေးနိုင်သေးပေမဲ့ဒီပွဲကိုကျွန်တော် register လုပ်ထားရဲဆိုတာကငါပြန်ပြေးမယ်ဆိုပြီးတော့ကိုယ့်အကိုဂိုးတစ်ခုသတ်မှတ်ထားတဲ့သဘောပဲနောက်ပြီးတော့တန်းကီပွဲဖြစ်တဲ့အတွက် training လုပ်ပြီးတော့တန်းကီ tax တွေပြေးကြည့်မယ်သဘောပါဒီပွဲကလည်းသူတို့ကိုယ်တိုင်ကဒီ performance ကို focus လုပ်ထားတဲ့ event ညာအဲ့လိုမျိုးသူတို့ကလည်းကြီးညာထားဆိုတော့အတွေ့အကြုံလည်းယူရင်းနဲ့ကျွန်တော်ရဲ့ test တစ်ခုလည်းဖြစ်အောင်ကျွန်တော်ပြီးမဲ့သဘောအနေနဲ့ကျွန်တော် register လုပ်ထားတာကျွန်တော်အတွက်ဒီလိုမျိုး goal တစ်ခုလုပ်ထားတဲ့ခါကျတော့ကျွန်တော်ဒါပြီးမယ်ဒီပွဲပြီးမယ်ဆိုပြီးလုပ်ထားတဲ့ခါကျတော့အခုမပြီးနိုင်လေနေရတာနည်းနည်းအဆင်ပြေတယ်ပေါ့နော်ငါဘယ်ချိန်ကျရင် training ပြန်စမယ်ပြီးနိုင်အောင်ကြိုးစားမယ်ပေါ့ဒီခိုင် injury မှာတော့ဖြည်းဖြည်းချင်းပြန်စဖို့ပဲကြိုးစားနေတယ်ကျွန်တော်ပြန်ပြီးမယ်အားလုံးပဲမင်္ဂလာနေ့တင်မှာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်